ဒီကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ဂေယာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့2026ကမ္ဘာဖလားရဲ့အုပ်စုအဖွင့်ပွဲစဉ်နေရှင်ပြိုင်ကစားမှာဖြစ်တယ်ဒီနေ့မှာမက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်ရှိမယ်တောင်ကိုရီးယားနဲ့ချက်ပွဲစဉ်ရှိမယ်စုစုပေါင်းပွဲစဉ်2ပွဲရှိမယ်အဲ့ဒီထဲကမှညီကိုတို့အတွက်အကောင်းဆုံးဖြစ်မဲ့အကောင်းဆုံးပွဲစဉ်ဖြစ်မဲ့မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ရဲ့ပွဲစဉ်ကို free day ရွေးချယ်ထားတယ်ဒီပွဲစဉ်ကိုရွေးချယ်မှုမပြုလုပ်မီဒီနေ့ကျွန်တော်ရဲ့ channel မှာ giveaway ပေးတော့မှာဖြစ်တဲ့ဒါကြောင့်မလို့ giveaway ကန်ဆယ်ခြင်းနဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel မှာပုံမှန်မောင်းတွဲတွေအပြင်ကမ္ဘာဖလားတစ်လျှောက်လုံးမှာ giveaway တွေလည်းပေးသွားဖို့ရှိတာကြောင့်မောင်းတွဲဆိုခြင်းနဲ့ညီကိုတွေရော giveaway ဆိုခြင်းနဲ့ညီကိုတွေရောနောက်ပြီးတော့18ဘက်ကစားတဲ့ညီကိုတွေအတွက်ပါပွဲတွေတင်ပေးတာဖြစ်လို့18ဘက်ကစားတဲ့ညီကိုတွေပါကျွန်တော် channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio မှာတင်ပေးထားပါတယ်လက်ရှိ free tick ကိုဆက်မယ်ဆိုရင်မက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်မှာဒုတိယကိုသွားမယ်ရင်ဒုတိယမှာ80လောက်ကမက္ကဆီကိုကြိုက်မှာဖြစ်တယ်ဘာလို့လဲဆိုတော့မက္ကဆီကိုအနေဖြင့်လက်ရှိကမ္ဘာဖလားရဲ့အင်ရှင်ဖြစ်တာရဲ့လက်ရှိကားတဲ့ဖောင်ကလည်းတော်တော်လေးကောင်းနေတာဖြစ်တယ်မက္ကဆီကိုအနေဖြင့်နောက်ဆုံးခြေတန်းပွဲ10ပွဲမှာ10ပွဲလုံးရှုံးပွဲမရှိထားတဲ့အပြင်နောက်ဆုံးပွဲစဉ်မှာလည်းဆာဗီယာကို 5-1 ဆိုတဲ့ရာလက်နဲ့ဂိုးပြတ်နိုင်ထားတာဖြစ်တယ်တစ်ဖက်ကတောင်အာဖရိကအနေဖြင့်လက်ရှိအချိန်မှာ2026အတွင်းကစားခဲ့တဲ့ခြေစမ်းပွဲ9ပွဲမှာ9ပွဲလုံးနိုင်ပွဲပြောက်ထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာတော်တော်များများကမက္ကဆီကိုကြိုက်မှာဖြစ်တယ်ဒါပေမဲ့လို့ဒီပွဲစဉ်မှာကျွန်တော်ကလက်ရှိဖွင့်သစ်ထားတဲ့အနေအထားအရမက္ကဆီကို2ဂိုးပြတ်နိုင်ဖို့ခဲရင်းနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်ဘာလို့လဲဆိုတော့မက္ကဆီကိုအနေဖြင့်လက်ရှိဒီပွဲစဉ်မှာ1မိုင်30ကိုဂိုးပေါင်း2မိုင်50အရာဒီပွဲစဉ်မှာမက္ကဆီကို2ဂိုးပြတ်နိုင်ဖို့ခဲရင်းနိုင်မယ်လို့ယုံကြည်တယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ကိုသူတော်တော်များများကလည်းမက္ကဆီကိုကြိုက်နေတာကြောင့်မက္ကဆီကိုဘူကီအနေဖြင့်လက်ရှိမက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်မှာမက္ကဆီကိုကိုအပြေးကြီးပေးအောင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးမက္ကဆီကိုနိုင်ခဲ့တော့မှ1စီးတော့ပဲယုံကြည်1စီးတော့နဲ့ပဲနိုင်မယ်လို့ယုံကြည်တဲ့ကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးအနည်းကိုသဘောကျမိတယ်ဒီပွဲစဉ်ကဘယ်လိုမှ2ဂိုးမကျော်ဘူးလို့ယူဆတာကြောင့်လက်ရှိမက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်မှာကျွန်တော်ဂိုးအနည်းကိုရွေးချယ်ပေးခြင်းပါတယ်ဒါကတော့ဒီနေ့ကျွန်တော်ရဲ့ free day ရွေးချယ်မှုဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ရပါစေ